တရက်မနက်ခင်းမှာတော့ကုတ်ကြားလေးကအိပ်ရာထဲမှာပဲလှဲနေတာကိုကြော်တွေးလိုက်ရတဲ့ကုတ်ကြားလေးမထသေးဘူးလားကွမုတ်သွားစားကြမယ်လေဘာလို့မထရလဲကုတ်ကြားလေးရဲ့နေမကောင်းလို့လားမေမေကုတ်ကြားနေမကောင်းလို့တားစီကန်းတော့ပြလိုက်အောင်မယ်နော်တတမမီတို့အတွက် Story Creator Entertainment မင်္ဂလာပါတတမီတို့ရေဒီနေ့စီကန်းဆိုတဲ့ပုံမြင်လေးကိုပြောပြပေးခြင်းပါတယ်ကြောမှာကုတ်ကြားဆိုတဲ့ခွေးလေးတစ်ကောင်ရှိတဲ့ကြောဟာကုတ်ကြားကိုအရန်ချစ်တဲ့အတွက်ဘယ်သွားခေါ်သွားပြီးတော့ဘာမှပဲဖြစ်ဖြစ်အကုန်ဝင်ကျွေးတဲ့မမေကကုတ်ကြားလေးကိုအစာအများကြီးမကျွေးဖို့ပြောပေမဲ့ကြောကတော့ဂယုမဆိုင်ဘူးပေါ့ကွယ်လာကုတ်ကြားလေးလမ်းထိပ်မှာမုတ်သွားစားကြမယ်ကြိုက်တလောက်စားအဝဝဲကျွေးမယ်ပြန်လာရင်လည်းထမင်းစားရမယ်နော်ခလေးဒီလိုနဲ့နေ့စဉ်နေ့တိုင်းကြောဟာကုတ်ကြားကိုစားတလောက်ကျွေးနေတော့တဲ့တခြားလူကြီးတွေကပြောလေခွေးလေးဝလာတာကိုမနာလို့ပြောတာလို့ထင်နေတော့တယ်တဲ့တရက်မနက်ခင်းမှာတော့ကုတ်ကြားလေးကအိပ်ရာထဲမှာပဲလှဲနေတာကိုကြော်တွေးလိုက်ရတဲ့ကုတ်ကြားလေးမထသေးဘူးလားကွမုတ်သွားစားကြမယ်လေဘာလို့မထရလဲကုတ်ကြားလေးရဲ့နေမကောင်းလို့လားမေမေကုတ်ကြားနေမကောင်းလို့တားစီကန်းတော့ပြလိုက်အောင်မယ်နော်ဒီလိုနဲ့ကြောဟာခွေးကလေးကိုခေါ်ပြီးတော့စီကန်းကိုလာခဲ့တဲ့ဟာကြောပါလားဘာကိစ္စရှိလို့လဲတတရဲ့ကုတ်ကြားနေမကောင်းလို့စီကန်းလာပြတာပါဦးဆရာဝန်ဟေးဟုတ်လားပြကြည့်ပါအောင်ကွဆရာဝန်ကခွေးကလေးကိုခဏစမ်းသပ်ကြည့်ပြီးရဲ့နောက်တတရဲ့ခွေးလေးကအရန်ဝနေပါလားကွအခုလဲအစားတွေအများကြီးကျွေးလို့ဖြစ်ရတာခွေးလေးတွေကိုသူတို့စားချင်တိုင်းမကျွေးရဘူးကွကဲဦးပြောတဲ့အတိုင်းလို့ဒီတရက်နဲ့အတွင်းခွေးကလေးကိုအစာလုံးဝမကျွေးရဘူးရေခဲရေပဲတိုက်ရမယ်နေ့လည်နေ့ခင်းမှာအညောင်းညပြီးလမ်းလျှောက်ပေးရမယ်နော်အဲ့ဒါဆိုရင်တတရဲ့ခွေးလေးနေပြန်ကောင်းလာလိမ့်မယ်နော်ဒီလိုနဲ့ကြောဟာဆရာဝန်ပြောသူလိုလုပ်တဲ့အတွက်ခွေးကလေးဟာနေပြန်ကောင်းလာခဲ့တဲ့နောက်ပြီးတော့ခွေးလေးကိုလည်းအစာကိုစီးကန်းကြနဲ့တာကျွေးရန်ဆုံးဖြတ်လိုက်တော့တဲ့ကဲတသားမီလေးကိုနေရာတိုင်းမှာစီကန်းဆိုတာရှိတဲ့နဲ့ကွတန်ဆေးလွန်ပေးဆိုတဲ့အတိုင်းဘယ်ရမစို့လွန်သွားရင်လည်းဘေးဖြစ်တတ်တယ်ဆိုတာသိထားရမယ်နော်